အာချေတို့ခေါ်တဲ့ Dragon တစ်ကောင်ကအဝေးပြေးလမ်းမတစ်ခုရဲ့အပေါ်မှာရှိနေတဲ့မုံရောင်ဆက်တစ်ခုစီကနေပြီးတော့မှအာလူကျော်တစ်ထုပ်ကိုခိုးယူဖို့လုပ်နေပါတယ်။အဲ့လိုပဲမုံတို့ကပြုတ်ကြမလားပဲနဲ့မှန်တဲ့တိုက်ပြီးတော့အတွင်းမှာပဲတည်နေတာကြောင့်မို့လို့ရှိသမျှနီးလန်းတွေကိုသုံးကမုံတို့ကိုယူဖို့အတွက်လုပ်လိုက်ပြီးမယ်။ဘလို့ပဲလုပ်ပါစေမုံတို့ကပြုတ်ကြမလာတာကြောင့်မို့လို့အာချေကလည်းစိတ်ပြတ်သွားပြီးတော့အဲ့ဒီအချိန်မှာပဲမှန်ကနေတစ်ဆင့်သူ့ရဲ့အနောက်ဘက်မှာရှိနေတဲ့ဝဝင်းတစ်ကောင်ရဲ့လိုင်ကူကိုတွေ့သွားပါတယ်။အဲ့ဒီလိုင်ကူက Vansan လို့ခေါ်တဲ့ဝဝင်းတစ်ကောင်ရဲ့လိုင်ကူဖြစ်ပြီးတော့ခီးသွားတွေက Vansan အတွက်အတင်စားမုံတွေကိုအမြဲတမ်းချကြွေးလေးရှိတာမလို့အရန်ပိုက်သားနေပြီဖြစ်တဲ့အာချေကလည်း Vansan အိပ်ပျော်နေတဲ့အချိန်မှာပဲဂူထဲကိုဝင်သွားကစားလို့ရမယ့်အရာကိုရှာကြည့်ဖို့လုပ်လိုက်ပါတယ်။ဝဝင်းတစ်ကောင်ရဲ့ဂူထဲကိုခိုးဝင်ရတာကအရန်အနေများတာကိုသိတာကြောင့်မို့လို့အစားတောက်အနေငယ်ကိုပဲခိုးယူဖို့လုပ်လိုက်ပေမဲ့အထဲကိုရောက်သွားတော့သူတင်ထားတာတဲ့အစားတောက်တွေကအများကြီးဖြစ်နေတာကြောင့်မို့လို့အာချေကိုယ်တိုင်ကလည်းလောဘတက်သွားပြီးတော့အကုန်လုံးကိုယူချသွားပါတယ်။အထဲမှာရှိသမျှအစားတောက်တွေအကုန်လုံးကိုတွန်းလဲတစ်ခုနဲ့ထည့်ပြီးတော့ဗန်ဆန်မသိအောင်ကိုရဲ့အပေါဝနာထိတည်သွားလိုက်နိုင်ပေမယ့်လောဘကိုမထိန်နိုင်တဲ့အာချေကအိပ်ပျော်နေတဲ့ဗန်ဆန်ရဲ့လက်ထဲကအာလူကျော်ဘူးကိုတွေ့သွားကအဲ့ဒါကိုပါတခါတည်းယူသွားဖို့လုပ်လိုက်ပါတယ်။ဒါကပဲအိပ်ပျော်နေတဲ့ဗန်ဆန်ကိုနိုးသွားစေပြီးတော့အာချေကလည်းကြောက်ကြောက်နဲ့ထွက်ပြေးဖို့လုပ်လိုက်ပေမယ့်အခုချိန်ထိအစားတောက်တွေကဂူထဲမှာပဲရှိနေသေးတာမလို့ခိုးတဲ့အမှုမမြောက်သေးတဲ့အကြောင်းကိုပြောကတောင်းပန်ပြီးတော့ပြန်ဖို့လုပ်လိုက်ပေမယ့်တွန်းလဲကအရှင်လွန်သွားပြီးတော့ကားလမ်းပေါ်ကိုပြုတ်ကျသွားတဲ့အပြင်အစားတောက်တွေအကုန်လုံးကလည်းကားချိတ်ခံလိုက်ရပါတယ်။ခါတိုင်းဆိုလို့ရှိရင်လာပြင်းနေကြမှာအိပ်ရထားလေးရှိပေမဲ့အခုအားကြီးကြောင့်မလို့တပတ်စောပြီးတော့ထားလာရတဲ့အပြင်သူ့ရဲ့စားတော့တွေအကုန်လုံးကိုပါဖျက်ဆီးပစ်လိုက်တာမလို့စိတ်တို့သွားတဲ့ဗန်ဆန်ကလည်းအားကြီးကိုပါတခါတည်းစားပစ်ဖို့လုပ်လိုက်ပြီးမဲ့အားကြီးကအစားတော့တွေကိုသူကပြန်ယူပေးနိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။တကယ်လို့သာသူ့ကိုစားလိုက်မယ်ဆိုလို့ရှိရင်ပျက်စီးသွားတဲ့အစားတော့တွေအကုန်လုံးကိုဆုံးရှုံးရမှာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပြီးသူ့ကိုသာအခွင့်အရေးပေးမယ်ဆိုလို့ရှိရင်လာပြင်းညမတိုင်မီတစ်ပတ်တွင်အကုန်လုံးကိုပြန်ပြီးတော့ရှာပေးမယ်အကြောင်းကိုပြောလိုက်ပါတယ်။အာချေပြောတာကလည်းမှန်နေတာကြောင့်မို့လို့ဗန်ဆန်ကလည်းလွတ်ပေးလိုက်ပြီးတပတ်အချိန်ပေးလိုက်ကအစားတော့တွေအကုန်လုံးကိုပြန်ယူလာပေးဖို့နဲ့တကယ်လို့အာလူကျော်တပူလောက်ပဲလိုနေမယ်ဆိုလို့ရှိရင်တောင်မှအလွတ်မပေးပဲတခါတည်းစားပြေးရလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တညပေးလိုက်တဲ့ဗန်ဆန်ကြောင့်မို့လို့အသက်ပေးကနေပြီးတော့မှပြန်လွတ်လာပေးမယ်စိတ်ပြက်လက်ပြက်နဲ့မုံရောဆက်စီကိုပြန်သွားလိုက်ပြီးတော့အဲ့ဒီအခါမှာမုံတို့ကပြုတ်ကျသွားပါတယ်။စိတ်တို့ရပေးမယ်လေဘာမှမလုပ်နိုင်တော့တာကြောင့်မို့လို့မုံကိုအိတ်ထဲကကားလက်မော့ကိုပြန်တက်သွားပြီးတော့ရှားနေသမျှမုံတွေကိုပြန်ကောက်ဖို့အတွက်လုပ်ပေးမယ်။အကုန်လုံးကပျက်စီးနေတာကိုပဲတွေးလိုက်ရကပြန်ရှာပေးရမယ့်မုံတွေကိုလည်းတစ်ခုချင်းစီစင်းရင်းနဲ့မှတ်သွားလိုက်ရပါတယ်။ဒီလောက်များတဲ့အစားအစာတွေကိုတစ်ပတ်တွင်ဘယ်မှာလိုက်ရှာရမှာလဲဆိုပြီးတော့စိတ်ပြက်နေကတနေရာကနေပြီးတော့မှလက်ကမ်းစားတော်တစ်ခုကိုတွေးလိုက်ရပြီးအဲကနေတစ်စင်ကားလမ်းရဲ့တစ်ဖက်မှာရှိနေတဲ့လူနေအိမ်တွေကိုတွေးလိုက်ရတာကြောင့်မို့လို့မျောလင်းချက်တွေပြန်ရသွားပြီးတော့အိမ်နေရှိရာကိုပြေးသွားလိုက်ပါတယ်။တနေရာမှာတော့စောင်းခုနေတဲ့အဖွဲတစ်ခုရှိပြီးတော့စောင်းကုန်သွားပြီးဖြစ်တဲ့အကြောင်းမို့လို့တစ်တုံးရဲ့အပြင်ဘက်ကိုထွက်လာနေကြကအဲ့ဒီအဖွဲရဲ့ခေါင်းဆောင်ဖြစ်သူဗန်လို့ခေါ်တဲ့လေးကအားလုံးကိုအပြင်ဘက်ထွက်လာလို့ရတဲ့အကြောင်းပြောနေပါတယ်။သူတို့ရဲ့အဖွဲထဲမှာအမ်မီလို့ခေါ်တဲ့ရှစ်မလေးတစ်ကောင်ရဲ့နန်းစော်ပြန်းတစ်ကောင်နဲ့ပူးမိသားစုအပါဝင်မြေကျွတ်မိသားစုတို့ပါပါတယ်။အမ်မီကဆောင်းလေးတစ်ခုလုံးအပေါ်မှာသွားရပဲနဲ့အောင်ထားရတာကြောင့်မို့လို့အပြင်ကိုရောက်တာနဲ့ကိစ္စကိုရှင်းဖို့အတွက်ထွက်ပြေးသွားပြီးဘန်ကတော့ခေါင်းဆောင်ဖြစ်တာကြောင့်မို့လို့တခြားသူတွေအတွက်လက်ကျန်အစားတောက်လေးတွေကိုဝေမျှပေးနေကနောက်လာမယ်ဆောင်းရသည့်အတွက်ကြိုးပြီးတော့အစားတောက်တွေကိုစူးရရမယ်ဆိုတာကိုလည်းရှင်းပြနေပါတယ်။အစားတောက်စူးကြမယ်ဆိုတဲ့ဗန်တို့ရဲ့စကားကိုလည်းဘေးကနေဖြတ်သွားတဲ့အာချေကကြားသွားကစိတ်ဝင်စားသွားတာကြောင့်မို့လို့အနောက်ကနေပြီးတော့မှလိုက်ကြည့်နေပြီးအဲ့ဒီအချိန်အမ်မီကထူးဆန်းတဲ့ຢာတစ်ခုကိုတွေ့လိုက်ရတာကြောင့်မို့လို့အလောတကြီးနဲ့ဗန်တို့တစ်ပွဲလုံးကိုလည်းခေါ်ချသွားပါတယ်။တကယ်တော့အဲ့ဒါကနေရန်ကြီးတစ်ခုပဲဖြစ်နေပြီးတော့စောင်းခိုးတဲ့အချိန်တွင်းကလူသားတွေအကုန်လုံးကအိမ်ရစီမံကိန်းနဲ့ရက်ွက်တစ်ခုကိုအမြန်ဆောက်လိုက်ကြတာဖြစ်နေပါတယ်။အရင်တုန်းကလည်းနေရန်ဆိုတဲ့အရာကိုဘယ်သူမှမမြင်ဘူးကြတာကြောင့်မို့လို့အကုန်လုံးကလည်းကြောက်နေကခေါင်းဆောင်ဖြစ်တဲ့ဘန်ကိုပဲအားကိုးနေကြတာမလို့နေရန်ကိုဖျက်လိုက်ပြီးတော့တစ်ဖက်ကအချိန်တွေကိုတော့ကြည့်ပေးလိုက်ပြီးမယ်လူသားတွေရဲ့အသုံးဆောင်ပစ္စည်းတွေကြောင့်ပဲသူပဲဒုက္ခရောက်သွားကကံကောင်းလို့အသက်ဘေးကနေကက်သီးလေးလွတ်ပြီးတော့ပြန်ရောက်လာပါတယ်။နေရန်ကြီးရဲ့တစ်ဖက်မှာရှိခဲ့မှုတဲ့တစ်တော်ကြီးအပါဝင်ဘယ်ရီသီးတွေနဲ့စားနပ်ရိက္ခာတွေအကုန်လုံးပျောက်နေတာကိုလည်းဘန်ကတွေ့သွားပြီးသူ့ရဲ့ဖွဲ့သားတွေကိုလည်းအဲ့ဒါကိုရှင်းပြနေတော့တစ်ပစ်ပေါ်ကနေအာဂျီကကြောက်လာကဒီမှာဖြစ်ပျက်နေတာတွေကိုရှင်းပြပေးလိုက်ပြီးတော့ကြောက်စရာမလိုတဲ့အကြောင်းကိုလည်းပြောပေးလိုက်ပါတယ်။တကယ်တော့ဘန်တို့အားလုံးကအေယန်စီမန်ကင်းရဲ့ဘေးနားတစ်ဝိုက်မှာကျန်နေခဲ့တဲ့မြေခင်းစိမ်းအကွက်အသေးလေးပေါ်မှာရှိနေတာဖြစ်ပြီးဘေးဘက်လေကအရာတွေအကုန်လုံးကိုလည်းအိမ်လို့ခေါ်တဲ့အကြောင်းနဲ့လူသားတွေအတွက်နေထိုင်လို့ရတဲ့တည်တဲ့နေမြေတစ်ခုဖြစ်တာဆိုတာကိုလည်းရှင်းပြပေးလိုက်ပါတယ်။ဒါကြောင့်လူသားတွေစီမှာအဆအဆရှာဖို့ကပို့ပြီးတော့ခက်ခဲသွားတဲ့အကြောင်းရဲ့ခုနကပဲစောင်းနေအတွက်အစာရှာကြမယ်ဆိုတာကိုကြားလိုက်ရတာမလို့ဘယ်လိုမျိုးစာရှာပြီးတော့ဘယ်နေရာကိုထားကအစာရှာဖို့အတွက်လည်းအချိန်ဘယ်လောက်ထိလိုအပ်နိုင်လဲဆိုတာကိုလည်းအာချေကမေးကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမြေကျွက်ကသူတို့မှနောက်ထပ်စောင်းကိုမရောက်မချင်းအစာရှာဖို့အတွက်အချိန်ရပြီးတော့ဘေးနားကစောင်းခုတဲ့တစ်တုံးတွေကိုလည်းအပြည့်ထက်ကစူဆောင်းရမယ်ဆိုတာကိုလည်းပြပြလိုက်ပါတယ်။ဒါကိုသိလိုက်ရတော့အာချေကလည်းအစားတောက်ကောင်းတွေကိုရှာလို့ရတဲ့အကြောင်းနဲ့ရှာဖို့ကြတဲ့ကလည်းတပတ်ပဲကြာတယ်ဆိုပြီးပြောလိုက်တော့အားလုံးကလည်းအာချေပြောတာကိုစိတ်ဝင်စားသွားကြပေမယ့်ခေါင်းဆောင်ဖြစ်တဲ့ဘန်ကတော့အာချေပြောပြနေတာတွေကမဖြစ်နိုင်တဲ့အပြင်သူ့ရဲ့အာယုံကားတွေလည်းမကောင်းတဲ့ခံစားချက်တွေရနေတာကြောင့်မို့လို့နှင်ထုတ်ပြလိုက်ပါတယ်။အကုန်လုံးကိုလည်းသူပြောတဲ့စားတောက်ကောင်းဆိုတာကဘာလဲဆိုတာကိုပြပေးဖို့အတွက်သူ့မှာပါလာတဲ့အာလူကျော်တို့ကိုဖောက်ပြပေးလိုက်တော့အားလုံးကအစားတောက်ရဲ့အရသာကိုခန်းစားလိုက်ရပြီးတော့အနမ်းရသာတဲ့ပြေဆုံးနေတာကြောင့်မို့လို့အကုန်လုံးကလည်းအာချေပြောတာကိုစိတ်ဝင်စားသွားပါတယ်။အဲ့ဒီနောက်တော့ဒီလိုအစားတောက်တွေကလူသားတွေစီမှာပဲအလွယ်တကူရှာလို့ရတဲ့အကြောင်းကိုရှင်းပြပေးလိုက်ပြီးရက်ကွက်ထဲကိုလည်းပြန်ပြီးတော့ခေါ်သွားပေးလိုက်ရင်ဘန်တို့မသိတဲ့လူသားတွေရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့အစားတောက်တွေကိုလည်းဘယ်လိုလာပို့ကြတယ်ဆိုတာကိုပါပြပေးလိုက်ပါတယ်
လူသားတွေကအစားအစာတွေကိုစားပစ်တာဒါမှမဟုတ်လို့ရှိရင်လွတ်ပစ်တယ်ဆိုတဲ့အလုံးတစ်ခုပဲလောက်ကြပြီးတခါတလေငွေရောင်ဘုံထဲမှာသူတို့အတွက် special အစားအသောက်တွေပါရှာလို့ရတဲ့အကြောင်းကိုလည်းပြောပြပေးလိုက်ပါတယ်အမိုက်ပုံမှန်မသိတာအကြောင်းမို့လို့အစားအသောက်တွေကိုပေးတဲ့ငွေရောင်ဘုံတွေလို့ထင်နေကြကအထဲမှာရှိတဲ့အမိုက်တွေအကုန်လုံးကိုလည်းမှွေနှောင်းနေကြတော့အိမ်ထဲကနေလူထွက်လာပြီးတော့အဲ့ဒါကလည်းရက်ွက်လူကြီးပဲဖြစ်နေပြီးသူတို့ကိုတွေးလိုက်ရတာအကြောင်းမို့လို့တပြက်စီးနဲ့လိုက်ရိုက်နေတာမလို့အာချေတို့အကုန်လုံးကလည်းထွက်ပြေးလိုက်ရပါတယ်အစားအသောက်တွေကကောင်းတယ်ဆိုပေမဲ့ခုနကလေးတွေမဲ့အရိုက်ခံရပြီးတော့မသားပေါ်တော့မလို့ဖြစ်သွားတဲ့အကြောင်းမို့လို့ဘန်ကတော့အာချေကိုစိတ်ဆိုးသွားပြီးသူ့ရဲ့ဖွယ်သားတွေဆိုတာကသူ့ရဲ့မိသားစုပဲဖြစ်တာအကြောင်းမို့လို့မိသားစုကိုကာကွယ်ဖို့အတွက်အာချေလိုမျိုးထူးဆန်းတဲ့သူတယောက်ကိုမယုံကြည်ပေးနိုင်တဲ့အကြောင်းကိုပြောကထောက်သွားခိုင်းလိုက်ပါတယ်ဒါပေမဲ့လည်းအာချေကတော့လက်မလျှော့သေးပဲတစ်တုံးရဲ့နာကတစ်ပင်ပေါ်မှာအိတ်နေလိုက်ကနောက်နေ့ရောက်တာကိုစောင့်လိုက်ပေးမယ်ရက်တရက်ကချက်ချင်းကုန်သွားပြီးတော့အိမ်မက်ထဲမှာလည်းအချင်းပြည့်ပြည့်ဖြစ်တာအကြောင်းမို့လို့ဘန်ဆန်ကသူ့ကိုလာပြီးတော့ရှာစားဖို့အတွက်လုံနေတာကိုလည်းမှတ်နေပါတယ်ဒါကြောင့်မဲ့လန်နိုးသွားပြီးတော့မနက်ကိုရောက်တဲ့အခါမှာသူ့ရဲ့အချင်းတရက်လည်းကုန်သွားတာကိုနားလည်သွားပြီးတနေရာမှာကလေးတွေကမုန်းတွေကိုတွန်းလဲတစ်ခုနဲ့တဲလာတာကိုတွေးလိုက်ရပြီးတော့အကြံတစ်ခုထုတ်လိုက်ပါတယ်အမီတို့အဖွဲ့တစ်ခုလုံးကလည်းဘန်ပြောသလိုမျိုးအစားအသောက်တွေကိုရှာဖို့အတွက်လုံနေကြပြီးမြဘေးပတ်လည်မှာဘာအသီးနဲ့မှမရှိတော့တာကြောင့်မို့လို့တစ်ကိုင်းချောက်တွေနဲ့တစ်ခေါက်တွေကိုပဲစားနေရပြီးကံကောင်းတာကအကုန်လုံးကအာချေရဲ့အာလူးကြော်တို့ကိုထပ်ပြီးတော့စားချင်နေကြတာကြောင့်မို့လို့အဖက်ကိုစဉ်းစားလိုက်ပြီးတော့အာချေကလည်းသူကမိသားစုဝင်တယောက်ဖြစ်နေတဲ့အကြောင်းကိုညာပြောလိုက်ပါတယ်သူကငယ်စဉ်ကလေးကမိဘတွေကိုဆုံးရှုံးလိုက်ရတဲ့အကြောင်းနဲ့အခုချိန်ဒီသူကတယောက်တည်းနေထိုင်ခဲ့ရတဲ့အကြောင်းတွေကိုအများကြီးရှိမှဒရာမာခင်းပြလိုက်တော့အကုန်လုံးကလည်းအာချေကိုတနာသွားကြတဲ့အပြင်ဘန်ကိုတိုင်ကလည်းမိသားစုဆိုတာကအရေးကြီးတယ်ဆိုပြီးတော့လက်ခံထားတဲ့သူတယောက်ဖြစ်တာကြောင့်မို့လို့သူတို့နဲ့တူတူနေချင်းရတယ်ဆိုပြီးတော့ခွင့်ပြုပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အာချေကအမီကိုခဏခေါ်သွားလိုက်ပြီးတော့သူတို့တို့ပထမအဆုံးလိုအပ်တဲ့အစားအသောက်တွေကိုတည်ဖို့အတွက်တွန်းလဲကိုလည်းသွားပြီးတော့ယူဖို့လုပ်လိုက်ပြီးကလေးတွေကြောက်သွားအောင်လို့ယောဂဖြစ်နေတဲ့ရှင်းတကောင်လိုမျိုးပုံစံဖြတ်ပေးလိုက်ကထွက်ပြေးသွားအောင်လို့ခြောက်လန့်ပေးလိုက်ပြီးမယ်အမီကပဲအရှိုက်ခံလိုက်ရပါတယ်စူညံတဲ့တွေကိုကြားလိုက်ရတာကြောင့်မို့လို့ဘန်ကလည်းလိုက်လာတဲ့အခါမှာတော့အတွေ့ခံနေရတဲ့အမီကိုတွေ့လိုက်ရပြီးတော့ဝင်ပြီးတော့ကူညီပေးဖို့အတွက်လုံရင်သူကကလေးတွေစီကိုရောက်သွားပြီးဖြစ်ချင်းတော့အခွန်ကကျွတ်သွားပြီးတော့ကလေးတွေရဲ့အချိန်မှာဖင်ပြောင်နဲ့ပြုတ်ကျသွားတာကြောင့်မို့လို့အဲ့ဒီအခါမှာကလေးတွေကလည်းလန့်ပြီးတော့ထွက်ပြေးသွားပါတယ်တလွဲတွေနဲ့စားလိုက်ရပေမဲ့လည်းသူတို့ရဲ့ပထမဆုံးအလုပ်ကအောင်မြင်သွားတာကြောင့်မို့လို့အာချေကလည်းပြောသွားကအစားအသောက်တွေကိုလည်းတခါတည်းယူသွားလိုက်ပေမဲ့ကြံနေခဲ့တဲ့ဘန်ကလူသားတွေကသူတို့လိုမျိုးအကောင့်တွေစီကနေပြီးတော့မှယောဂပိုးတွေကိုကူးမှကိုအကြောင်းနေပြီးလုံခြုံရေးတွေကိုပို့ပြီးတော့တင်းကျပ်ချဖို့တိုင်ပင်နေတာကိုလည်းကြားသွားပါတယ်ရလာတဲ့အစားအသောက်တွေကိုလည်းအာချေကအကုန်လုံးကိုခွဲပေးလိုက်ပြီးမြဲအပြည့်မြန်လုံးနဲ့အမ်မီကိုတော့ကက်ဖိန်းနဲ့ပါတဲ့ကော်ဖီဒါမှမဟုတ်လို့ရှိရင် energy drink တွေကိုဘယ်တော့မှမတောက်ဖို့အတွက်တားမြစ်လိုက်ပါတယ်အစင်ပြေပြေနဲ့အစားအသောက်တွေကိုလည်းအာချေရဲ့နီလန်တိုင်းပဲခိုးယူလိုက်ကြကတနေ့ပြီးတနေ့အစားအသောက်တွေကလည်းပို့ပြီးတော့များလာကြကအကုန်လုံးကလည်းအတူတူလိုက်ပြီးတော့လှုပ်ရှားနေကြပေမယ့်ဘန်ကတော့အခုချိန်ထိအာချေကိုမယုံသေးတာကြောင့်မို့လို့သူ့ဘာသာသူရသမျှအစားအသောက်တွေကိုပဲတယောက်တည်းရှာပြီးတော့စားနေပါတယ်လူသားတွေရဲ့အသုံးဆောင်ပစ္စည်းတွေကိုလည်းတဖြည်းဖြည်းနဲ့ခိုးယူလာကြပြီးတော့အကုန်လုံးကလည်းအာချေကိုအားကိုးလာနေကြပြီးနောက်ဆုံးမှာတော့ဗန်ရဲ့နေရအထိပ်ပတ်ဝင်ပြီးတော့လူသလိုဖြစ်သွားပါတယ်အရင်တုန်းကတော့အကုန်လုံးကသူ့ကိုပဲအားကိုးနေကြတယ်ဆိုပေမဲ့အခုချိန်မှာတော့ဘန်ကအပေကန်တယောက်လိုဖြစ်နေပြီးတော့ဒါတွေကိုလည်းသူကိုယ်တိုင်စပြီးတော့သတိထားမိလာပါတယ်တနေ့မှာတော့ရေခဲပုံးတစ်ခုကိုလိုနေတာကြောင့်မို့လို့ကားတစ်စီးမှာပါလာတဲ့ရေခဲပုံးကိုတွားပြီးတော့ခိုးဖို့အတွက်လုပ်လိုက်ကြကမြေကျွတ်အထီးကကားတိုက်ခံရတယ်လို့မျိုးဟန်ဆောင်ပေးလိုက်ပြီးလူတွေအကုန်လုံးရဲ့အာယုံကသူစီရောက်နေတဲ့အချိန်မှာပဲအာချေတို့အားလုံးကလည်းကားပေါ်မှာပါလာတဲ့ရေခဲပုံးကိုတွားပြီးတော့ယူနေကြပါတယ်ဒါကိုလည်းရက်ွက်လူကြီးဖြစ်တဲ့အုပ်ကြီးကပါတွေ့သားတာကြောင့်မို့လို့ချက်ချင်းမဲ့တလိမ့်ဆန်ရှင်းလင်းရေးအဖွဲ့ကိုခေါ်လိုက်ကသူ့ရဲ့ရက်ွက်ကိုနာမည်ပြတ်မရှိအောင်လုပ်ဖို့အတွက်ပြင်နေပြီးချက်ချင်းမဲ့တဝင်းလို့ခေါ်တဲ့တလိမ့်ဆန်တပ်ဖြတ်ရေးဌာနကလူတယောက်ရောက်ချလာပြီးတော့လဲကျနေတဲ့မြေကျွတ်ကိုလည်းစစ်ဆေးနေပါတယ်လူချင်းနာကိုရပြီဖြစ်တာကြောင့်မို့လို့အာချေကလည်းအချက်ပေးလိုက်တဲ့အခါမှာတော့မြေကျွတ်ကလည်းထားပြီးတော့ပြေးသွားလိုက်ပြီမယ်သူတို့ကိုစိတ်ပူလို့လိုက်လာတဲ့ဗန်ကကားရဲ့အောက်ကိုရောက်နေပြီးတော့အဲ့ဒါကိုလည်းတဝင်းကအနမ်းကနေစင်သိနေပါတယ်သူပါလုံးအောင်ပြေးလိုက်ရပြီးတော့ဒါတွေကအရင်များတဲ့လောက်ရက်တွေပဲဆိုပြီးတော့ပြောဖို့လုပ်လိုက်ပြီးမြဲအကုန်လုံးကလည်းအာချေကိုချီးကျူးနေကြတာကိုတွေ့လိုက်ရတဲ့အပြင်သူတို့ရဲ့နေရာမှာအာချေနေဖို့အတွက်အိမ်သေးသားလေးပါစောက်ပေးထားပြီးတော့အကုန်လုံးကမိသားစုဝင်တယောက်လိုဆက်ဆံပေးနေကြပါတယ်သူကတော့အစားအစာတွေကိုစုဖို့အတွက်နဲ့အားလုံးကိုအသုံးချနေတာဖြစ်ပေမဲ့အကုန်လုံးကတော့သူ့ကိုမိသားစုဝင်တယောက်လိုဆက်ဆံပေးနေတာကြောင့်မို့လို့အာချေကိုယ်တိုင်ကလည်းစိတ်မလုံးစားပြီးဖြစ်လာပါတယ်ဒါကြောင့်မဲ့တနေရာကိုထွက်သွားလိုက်ပြီးတော့မနေ့စိတ်ကိုတည်ငြိမ်အောင်ပြန်ပြီးတော့ထားလိုက်ပြီးမြဲတစ်တုံးထဲမှာသူတို့စုထားတဲ့အစားအသောက်တွေအကုန်လုံးပျောက်သွားတာကိုတွေ့လိုက်ရပြီးတကယ်တော့ဘန်ကပဲအကုန်လုံးကိုပြန်ပြီးတော့ယူသွားကလူသားတွေစီမှာပြန်ထားပေးဖို့အတွက်လုံနေတာဖြစ်ပြီးသူတို့ရဲ့လုံရဲ့ကြောင့်မလို့လူသားတွေကသူတို့ကိုအန်ရပြုတ်ဖို့အတွက်လုံနေကြမှန်းသိနေပါတယ်အနောက်ကနေအာချေကလည်းလိုက်လာပြီးတော့အစားအသောက်တွေကိုပြန်ပြီးတော့ထားလို့မရတဲ့အကြောင်းကိုပြောကတားလိုက်ပေမယ့်ဘန်ကတော့သူ့ရဲ့စိတ်ထဲမှာမကောင်းတဲ့ငွေသက်တွေကိုခန်းစားနေရတာကြောင့်မလို့ဘလို့ပဲတားပါစေရအောင်ပြန်ထားဖို့အတွက်လုံနေပြီးနှစ်ယောက်သားကလည်းလမ်းမှာစကားများနေကြပါတယ်အဲ့ဒါကတနေရာမှာအိပ်ပျော်နေတဲ့ခွေးကိုနှုံးမိသွားတဲ့အပြင်ခွေးကိုချီထားတဲ့တန်ကြိုးကိုပါဖြုတ်ပြမိသွားတာကြောင့်မလို့နှစ်ယောက်သားကလည်းခွေးရဲ့လက်ကနေထွက်ပြေးလိုက်ရပါတယ်သူတို့ကိုပဲအစမပြတ်လိုက်နေတဲ့ခွေးကြောင့်မလို့အာချေကလည်းအာယုံလွှဲပေးလိုက်ကအစားတောက်လေကိုလည်းပြဲယူသွားဖို့အတွက်ဘန်ကိုပြောလိုက်ပေးမယ်တနေရာလုံးပြောင်းဆန်သွားပြီးတော့တွန်းလဲကလည်းလေဘောကိုမြောက်တက်သွားကထီလေးတစ်ချောင်းကြောင့်မလို့အောက်ဘက်ကိုအသားရလေးပြုတ်ကျသွားတယ်ဆိုပေမယ့်အစားတောက်လေကတော့အောက်ဘက်မှာရှိနေတဲ့အုပ်ကြီးရဲ့ကားဘုတ်ကိုပြုတ်ကျသွားကပောက်ကွဲသွားပြီးတော့အကုန်လုံးကပျက်စီးသွားပါတယ်ရပောင်းများစွာဆူထားတဲ့အစားတောက်တွေကိုခဏလေးအတွင်းမှာပျက်စီးသွားတာကိုအာချေကလက်မခံနိုင်ဖြစ်သွားပြီးဒီကိစ္စတွေအကုန်လုံးကအစားတောက်တွေကိုပြန်ပေးဖို့အတွက်လုပ်ခဲ့တဲ့ဘန်ကြောင့်ဖြစ်သွားတာဆိုတာကိုလည်းအားလုံးကသိလိုက်ရပါတယ်သူတို့အားလုံးရဲ့အသက်တွေနဲ့ပါရှင်းပြီးတော့ရှာထားရတဲ့အစားအသောက်တွေကိုလည်းဘန်ကပြန်ပြီးတော့ပေးဖို့အတွက်လုပ်နေတာကြောင့်မို့လို့အားလုံးကလည်းရံပြန်ထောင်လိုက်ကြတော့
သူရဲ့စိတ်ထဲမှာအာဂျီကတခုခုကိုဖုံးကွယ်ထားတဲ့ဆိုတာကိုသိနေပြီးသူတို့အားလုံးကငတုံးနေဖြစ်လို့လဲစားနေတယ်ဆိုပြီးတော့လဲဘန်းကအကုန်လုံးကိုအော်ပြောပြလိုက်ပါတယ်ဒီစကားကြောင့်ပဲဘန်းကသူတို့အကုန်လုံးကိုငတုံးနေလို့သတ်မှတ်ထားတယ်လို့ထင်သွားကြကပို့ပြီးတော့စိတ်လွတ်သွားပြီးဘန်းကိုလည်းတယောက်တည်းပြစ်ထားသွားကြပါတယ်အထင်ကြီးပေးပြီးမှစူထားရတဲ့အစားအသောက်တွေအကုန်လုံးကိုဆုံးရှုံးလိုက်ရတဲ့အခါမှာတော့တေချာပေါသူကတော့ဗန်ဆက်စားတာကိုခံရရမယ်ဆိုပြီးတော့တွေးလိုက်ကစိတ်ပြက်လက်ပြက်တဲ့နေရာမှာသွားပြီးတော့ထိုင်နေတော့အုတ်ကြီးရဲ့အိမ်ထဲမှာသူတို့ကိုတခါတည်းဖန်ဆီးပြနိုင်မယ်အစင်းမြင့်ထောင်ချောက်တွေကိုတက်ဆင်းနေတာကိုတွေးလိုက်ရတာကြောင့်မို့လို့မျှော်လင့်ချက်ကပါမဲသွားပါတယ်သူ့ရဲ့အမကိုသိတဲ့ဗန်ကလည်းရောက်လာကသူစကားပြောတာကလွန်သွားတဲ့ဖြစ်တဲ့အကြောင်းကိုလာပြောကတောင်းပန်လိုက်ပြီးတော့သူ့ဘက်ကနေပဲတန်တရားရှိနေတာနေမှာပါဆိုပြီးတော့လည်းပြောလိုက်ပါတယ်ဒါကိုသဘောပေါက်တဲ့အာဂျီကလည်းနားလည်ပေးလိုက်ပြီးတော့သူ့ရဲ့အစီအစဉ်တွေအကုန်လုံးကိုပြန်ပြီးတော့ရှင်းပြလိုက်ကအကုန်လုံးကိုအသုံးချခဲ့ဖို့လုပ်ခဲ့တဲ့ဆိုတာကိုလည်းပြပြဖို့အတွက်လုပ်နေတော့သူတို့ရဲ့နောက်ဘက်မှာရှိတဲ့အုတ်ကြီးရဲ့အိမ်ထဲကနေပြီးတော့မှပါတီပွဲအကြီးစားတစ်ခုကျင်းပဖို့အတွက်အစားအသောက်တွေမှာနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ပဲလောလောဆယ်တော့အမှန်တိုင်းမပြောသေးဘဲနဲ့နောက်ဆုံးတစ်ခါညာဖို့အတွက်ဆုံးဖြတ်လိုက်ကဘန်းကိုပါသူတို့နဲ့အတူတူလှုပ်ဖို့အတွက်ခေါ်လိုက်ပြီးဘန်းကလည်းစိတ်မလုံပေးမဲ့အားလုံးရဲ့ခွင့်လွှတ်မှုကိုရအောင်အာချီတို့နဲ့အတူတူပူးပေါင်းပေးလိုက်ပြီးတော့အကုန်လုံးကိုလည်းအိမ်ထဲကိုဝင်ပြီးခိုးမဲ့သူ့ရဲ့အစီအစဉ်ကိုပြပြလိုက်ပါတယ်။တညအတွင်းမှာတစ်ပတ်လောက်စုထားတဲ့အစားအသောက်တွေကိုရနေတာကြောင့်မလို့အကုန်လုံးကိုထပ်ပြီးလိမ်ဖို့အတွက်လုပ်လိုက်ကအိမ်ထဲကိုဝင်နိုင်ဖို့အတွက်ထောင်ချောက်တွေရှိတဲ့နေရာတွေကိုလည်းပြပြပေးလိုက်ပါတယ်။ထောင်ချောက်တွေကိုလည်းသူ့ရဲ့အစီအစဉ်နဲ့ကြော်သွားလိုက်ရတယ်ဆိုပေမဲ့အိမ်ထဲကိုဝင်ဖို့ဆိုလို့ရှိရင်အဲ့ဒီအိမ်မှာရှိနေတဲ့ကြောင်ရဲ့လေဘင်းကတော့ကိုလိုအပ်နေတာမလို့နန်းစော်ပြန့်ကိုလည်းကြောင်မလေးတစ်ကောင်ရဲ့ပုံစံဖြစ်သွားအောင်အာချီကိုတိုင်ကပဲရွှဲပေးလိုက်ပြီးတော့သူတို့ရဲ့အစီအစဉ်ကိုစတင်လိုက်ပါတယ်။နေရန်ထဲမှာရှိနေတဲ့လေဆာမီးတွေကိုလည်းအမီရဲ့အကူကြီးနဲ့ပဲပေးလိုက်ကအိမ်ထဲကကြောင်ကိုလည်းအစီအစဉ်တိုင်းပဲလဲစားလိုက်ကတော့ကိုယူသွားလိုက်ပြီးတော့အိမ်ထဲကိုဝင်သွားလိုက်နိုင်ချပြီးနောက်ဆုံးမှာတော့ရေခဲတက်တာကိုတွေးလိုက်ရပြီးတော့သူတို့လိုချင်သလောက်အစားအသောက်တွေအကုန်လုံးကိုညာလုံးပေါက်ခုတ်ယူလိုက်ကြပါတယ်။အဲ့လိုနဲ့ပဲမိုးလင်းသွားပြီးတော့အိမ်ရှင်ဖြစ်တဲ့အုတ်ကြီးကလည်းအိမ်ရထလာပြီးဖြစ်တာကြောင့်မို့လို့အကုန်လုံးကအိမ်ထဲကနေပြီးတော့မှထွက်ပြေးသွားဖို့အတွက်လုပ်ပေးမယ်။တနေရာမှာရှိနေတဲ့အာလူကျော်ဘူးကိုလည်းအာချီကတွေ့သွားပါတယ်။အကုန်လုံးတော့ရပြီဖြစ်ပေမဲ့အဲ့ဒီအာလူကျော်ဘူးတာမပါရင်အစားခံရမှာဖြစ်တာကြောင့်မို့လို့အာချီကလည်းအတင်းသွားပြီးဖို့အတွက်လုပ်နေကအောက်ဘက်ကဘန်တို့ကလည်းအမြန်ထွက်ပြေးကြဖို့အတွက်ပြောနေတဲ့အကြောင်းစိတ်တွေချပြီးတော့ရှုပ်ထွေးလာတဲ့အာချီကလည်းသူကဝဝဲတစ်ကောင်အတွက်တစ်ပတ်စာအစားအသောက်တွေကိုစုပေးနေရတာဆိုပြီးတော့လည်းပြောမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲအုတ်ကြီးကမိဖို့ဆောင်တွေကိုရှောက်လာတဲ့အခါမှာတော့နေရာနဲ့မှရှိနေတဲ့အာချီတို့တိုက်ကိုလည်းမြင်သွားကလန့်သွားတာကြောင့်မို့လို့တဝင်းကိုလည်းအမြန်ဖုံးဆက်ပြီးခေါ်လိုက်ပါတယ်။အားလုံးကလည်းထွက်ပြေးနေရင်းနဲ့ရှုပ်ချက်ခတ်နေကြပေမဲ့အာချီကအာလူကျော်ဘူးကိုယူကအဲ့ဒီနေရာကနေပြီးတော့မှထွက်ပြေးသွားပြီးဘန်တို့ရဲ့အဖွဲ့ကလည်းထွက်ပြေးဖို့အတွက်လုပ်နေပေမဲ့အိမ်ထဲကနေပြီးတော့မှထွက်မပြေးတတ်တာကြောင့်မို့လို့တဝင်းကရောက်လာပြီးတော့ဖမ်းခေါ်သွားတာကိုခံလိုက်ရပါတယ်။လောင်ရင်နဲ့ဖမ်းခေါ်သွားဖို့အတွက်လုပ်ပေမဲ့လည်းအိမ်ထဲကိုဝင်ပြီးတော့အမွှေနှောင်းခံလိုက်ရတဲ့အုတ်ကြီးကတအားစိတ်တုန်နေတာကြောင့်မို့လို့အကောင်တွေကိုလည်းတစ်ခါတည်းတက်ပြစ်လိုက်ဖို့အတွက်မှာနေပါတယ်။လောင်ရင်နဲ့ကဘန်ကအစားတော့လေကိုယူကတောထဲကိုပြန်သွားနေတဲ့အာချီကိုတွေ့လိုက်ရပေမဲ့လည်းအာချီကတော့ပြန်ပြီးတော့လက်မကြည့်ပဲနဲ့တောင်ပေါ်ကိုတက်သွားနေပြီးအပေါ်ကိုရောက်တဲ့အခါမှာတော့ဗန်ဆန်ကလည်းကြွေးရောက်နေပြီးတော့အရှာအားလုံးကိုစောင့်ကြည့်နေခဲ့တာဖြစ်တဲ့အကြောင်းကိုသိလိုက်ရကအာချီရဲ့လုပ်ရက်တွေအတွက်လည်းဂုဏ်ယူတယ်ဆိုပြီးတော့လည်းပြောနေပါတယ်။သူတို့လိုမိသားစုမရှိတဲ့သူတွေကကိုယ့်ဘာသာကိုပဲအားကိုးရတဲ့အကြောင်းကိုဗန်ဆန်ကပြောပြနေကသူ့ရဲ့မုန်းတွေကိုလည်းအကုန်လုံးပြန်ယူလာပေးတာကြောင့်မို့လို့သူနဲ့တူပူပေါင်းချင်ပူပေါင်းလို့ရပြီဆိုပြီးတော့ပြောပေးလိုက်ပေမယ့်အောက်ဖက်မှာဖမ်းခံလိုက်ရတဲ့ဗန်တို့ကိုလည်းအာချီကတွေးလိုက်ရပြီးသူ့မှာမိသားစုရှိတဲ့အကြောင်းနဲ့အဲ့ဒါကဗန်တို့ပဲဖြစ်တယ်ဆိုတာကိုပြောပြလိုက်ကအစားတောက်လဲနဲ့အတူတူအောက်ဖက်ကိုပြန်ပြီးတော့ခုန်ဆင်းသွားပါတယ်။ဗန်တို့ကိုဖမ်းပြီးတော့တေးလာတဲ့ကားဘုတ်ကိုလည်းအာချီကတွန်းလှန်နဲ့ခုန်ချလိုက်တဲ့အခါမှာတော့ကားမောင်းနေတဲ့တဝင်းကလည်းသတိမေ့လဲကျသွားပြီးအနောက်ဘက်မှာဖမ်းခံထားတဲ့ဗန်တို့အကုန်လုံးကလည်းအရှိဘက်ကိုရောက်လာကလောင်ရင်ထဲကနေပြီးတော့မှလွတ်သွားပြီးသူတို့ကအာချီကပြန်ပြီးတော့လာကဲနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့လည်းအနောက်ကနေပြီးတော့မှဗန်ဆန်ကထပ်ပြီးလိုက်လာနေတာကြောင့်အာချီကိုလည်းကားထဲကိုအမျက်ထည့်ပေးလိုက်ရကမြို့ထဲကိုလည်းကားနဲ့ပြန်ဝင်သွားလိုက်ရပြီးတနေရာမှာချိတ်ထားတဲ့မိုးပြန်ပူပေါင်းတွေကိုဝင်ပြီးတော့တိုက်ပစ်လိုက်တာကြောင့်မို့လို့ကားပေါင်းမှာရှိနေတဲ့ဗန်ဆန်ကလည်းမိုးပြန်ပူပေါင်းတွေနဲ့ညှိချပြီးတော့ပါချသွားပါတယ်။ကားကလည်းအချိန်လုံးနေတာကြောင့်မို့လို့မရနိုင်တော့ဘဲနဲ့အာချီတို့ကလည်းအိမ်တစ်လုံးကိုဝင်တိုက်ပြီးသွားပြီးတော့အဲ့ဒါကလည်းအုတ်ကြီးရဲ့အိမ်ပဲဖြစ်နေပါတယ်။အဲဒီနောက်တော့ငကိုနေရာကိုထွက်ပြေးလာလိုက်ကြပြီးမဲ့လေသူတို့ကလည်းဗန်ဆန်ကတစ်ဖက်မှာကြိုးပြီးတော့စောင့်နေပြီးဒီဘက်ကိုပြန်ပြီးပြေးလာတော့လေတဝင်းနဲ့အုတ်ကြီးတို့ကလျှက်သေးရှော့တိုက်တဲ့အပါဝင်မျက်ရှင်းဆက်တွေနဲ့ပါသူတို့ကိုတိုက်ခိုက်ဖို့အတွက်လုံနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မဲ့အလဲမှာပိတ်မိသွားပြီးတော့တဖြည်းဖြည်းနဲ့ဖမ်းခံရတော့မလို့ဖြစ်နေပြီးဘေးဘက်မှာကြောက်လန့်နေတဲ့အမ်ဘီကိုတွေ့လိုက်ရတာကြောင့်မလို့အာချီကလည်းအကြံတစ်ခုရသွားပါတယ်။ Energy 22ကိုလည်းတိုက်ပေးလိုက်ကတစ်ဖက်မှာရှိနေတဲ့ထောင်ချောက်တွေအကုန်လုံးကိုလည်းပြန်သွားဖွင့်ခိုင်းလိုက်တော့အရမ်းမြတ်နဲ့အမ်ဘီအတွက်ကဖိန်းတက်ဆိုတာကအချိန်တွေကိုရက်သားသေးတယ်လို့တော့ဖြစ်သွားပြီးတော့သူတို့ကိုယ်တိုင်ပိတ်ခဲ့တဲ့ထောင်ချောက်ဆက်ကိုလည်းပြန်ပြီးတော့သွားဖွင့်ပေးလိုက်ပြီးအာချီကလည်းဗန်ရဲ့အခုံကိုတုံးလိုက်ပြီးတော့ဗန်ဆန်ကိုလည်းတစ်ဖက်ချမ်းကိုရှောက်တော့အောင်အကက်ခံလိုက်ပြီးသုံးစလုံးကိုလည်းထောင်ချောက်တဲ့ကိုပို့ပစ်လိုက်ပါတယ်။ဒါကြောင့်မဲ့လေသာဒီနဲ့ထိသွားတဲ့ဗန်ဆန်ရဲ့အုတ်ကြီးနဲ့တဝင်းတို့သုံးစလုံးကသူတို့ဘာသာထောင်ချောက်တဲ့ကိုပြန်ပြီးသွားပြီးတော့လောင်ရင်ထဲမှာဖန်ခံလိုက်ရပါတယ်။အဒီနောက်မှာတော့ရဲတွေပါရောက်ချလာပြီးတော့ဗန်ဆန်ကိုတလိမ့်ဆန်ယုံကိုဖန်ခေါ်သွားလိုက်ကြပြီးတလိမ့်ဆန်တွေကိုတရားမဝင်တပ်ဖြတ်ဖို့နဲ့ထောင်ချောက်ဆင်ခဲ့တဲ့အုတ်ကြီးနဲ့တဝင်းကတော့နောက်ဆုံးမှတော့ဖန်ခံသွားလိုက်ရပါတယ်။အခြားအလုံးကိုဖြည့်ရှင်းလိုက်နေပြီဖြစ်တာကြောင့်မို့လို့အကုန်လုံးကပြောနေကြပေမဲ့အာချီကတော့မပြောနိုင်ပဲဖြစ်နေကအလုံးကိုနှုတ်ဆက်ဖို့အတွက်အသင်ပြင်နေတော့မှာပဲအနောက်ကနေဗန်ကရောက်လာပြီးတော့သူတို့ရဲ့မိသားစုလေးကနေကြိုးစိုးပါတယ်ဆိုပြီးတော့ပြောပေးလိုက်ကအာချီကိုတိုင်ကလည်းအံ့ဩသွားပါတယ်အကုန်လုံးကလည်းကြိုးစိုးနေတာကြောင့်မလို့အာချီကလည်းလက်ခံလိုက်ကမိသားစုတစ်ခုကိုရသွားပြီးဆောင်းရသည့်အတွက်အမီကတော့သူ့ဖတ်ထားတဲ့မြေပဲလေးကိုတစ်တုံးပြည့်ထည့်ပေးထားတာကိုတွေ့လိုက်ရရင်လည်းပဲဇလန်ကပြီးသွားပါတယ်